ချစ်သူကိုအရန်ချစ်တဲ့ယောက်ျားလေးတွေမှာရှိတဲ့အချက်၅ချက်၁ချစ်သူကိုဟိုပေါ်ဒီပေါ်အတူပြတ်တွေဝစ်တာမကြိုက်ပါဘူး၂ချစ်သူကိုအခြားယောက်ျားလေးတွေနဲ့ချွတ်ချွတ်ရှက်ရှက်အရောတော်ဝင်နေတာမကြိုက်ဘူး၃တခုခုလုံးမယ်ဆိုရင်သူတို့နဲ့တိုင်တိုင်ပင်ပင်ရှိစေခြင်းနဲ့၄သူတို့အပေါ်လှုပ်ဝက်ချက်ထားတာလိန်ညာတာကိုမကြိုက်ကြဘူး၅သူတို့တစ္ဆာရှိတယ်လို့သူတို့အပေါ်လည်းပြန်ပြီးတစ္ဆာရှိစေခြင်းနဲ့ချစ်သူကောင်မလေးကိုတကယ်ချစ်ပြီးအတီတွဲတဲ့ယောက်ျားလေးတွေမှာရှိတဲ့အချက်9ချက်၁ချစ်သူကောင်မလေးကိုကွယ်ဝဲမထားဘူးလူသိရှင်ကြားတွဲတယ်၂မိဘညီကိုမောင်နှမတွေကိုသူချစ်သူပါဆိုပြီးအတိပေးမိတ်ဆက်ပေးတယ်၃ချစ်သူပုံလေးတွေကိုမိမိအကောင့်မှာနေရာပေးထားတယ်၄ယောက်ျားလေးတွေနဲ့ရောတာမြင်လို့ရှိရင်တော့ကူကလည်းသဝင်တူတယ်၅ချစ်သူရဲ့ပြောစကားလေးတွေကိုအလိုက်တတိနဲ့နားထောင်တယ်၆ချစ်သူကိုဂယူးဆိုင်တယ်စိတ်ပြောအောင်ထားတယ်စိတ်ညစ်အောင်ဘယ်တော့မှမလုပ်ဘူးခုနှစ်ချစ်သူကိုတန်ဖိုးထားတယ်လို့ဘယ်တော့မှလည်းတစ္ဆာမဖောက်ဘူးချစ်သူနှစ်ဦးဝေးတော့မဲ့လက္ခဏာအရင်လိုစာရီနေတိုင်းပို့တာမျိုးမရှိတော့ဘူးအရေးမလုံးကြတော့တယ်လို့ဆက်ဆံရေးတွေကအေးဆက်လာမယ်ရွေးထွေးမှုလည်းမရှိကြတော့တယ်လို့ဂယူးဆိုင်မှုလည်းမရှိကြတော့ဘူးသစိမ်းဆန်လာမယ်ဒီလိုနဲ့နေသားချလာပြီးဝေးချဖို့တဖြည်းဖြည်းနဲ့ဥတီလာမယ်ချစ်သူတတန်ဘလောက်ပဲကြာကြာညှို့ဝေးပြောင်းလဲသွားတာမျိုးမဖြစ်စေချင်ရင်၁တပတ်မှာ3ရက်လောက်နှစ်ကိုကြားတီးတာတွေချင်းစကားလေးတွေပြောပြကြပါတပတ်မှာ1ရက်လောက်ရေးပေးကြပါတစ်ဖက်ကလည်းရစ်တာကိုမညှို့ညင်ပါနဲ့တပတ်မှာ2ရက်လောက်တနေ့တာအလုပ်အကြောင်းတွေကိုအပြန်အလှန်ရင်ခွင့်ပြောပြပါတပတ်မှာ1ရက်လောက်ရန်ဖြစ်ပေးကြပါပြတ်တဲ့အထိတော့မဖြစ်ကြပါနဲ့အပြင်းပြေုံဖြစ်ပါပြန်တက်ရင်အချစ်တွေပိုကြမှာတော့သိကြပါနဲ့ခါနာရင်လိမ့်စေးရှိတယ်အားနာရင်လိမ့်စေးမရှိဘူးဒါကြောင့်ညင်းသိရင်ညင်းပြတ်သားသိရင်ပြတ်သားပါအားနာထက်တဲ့အချင်းကဘာကောင်းကျိုးမှပေးဘူးစိတ်ချမ်းသာခြင်းရင်လိုချင်မှုတွေနေပါချစ်ချင်းနဲ့မုန်းချင်းအပေါ်ကိုအယမ်းကြီးမခံစားပါနဲ့လူတွေရဲ့အထင်မြင်တွေကိုလည်းသိဂီယူမစိုက်ပါနဲ့စိတ်ချမ်းသာအောင်နေနေမိသားစုနဲ့နေရင်မေတ္တာစိတ်နဲ့နေပါအခြားသူနဲ့နေရင်တီးခံစိတ်နဲ့နေပါတယောက်တည်းနေရင်တရားနဲ့နေပါတချို့သူတွေကပြောကြတယ်အချစ်ဦးညီဦးရတဲ့အထိမမေ့ဘူးတဲ့မှန်ပါတယ်အချစ်ဦးဆိုတာချစ်တဲ့အောင်သင်ပေးခဲ့တာကိုအချို့အချစ်ဦးတွေကြောင့်ပျော်ရွှင်ခဲ့ရတဲ့အမှတ်တရတွေကိုမမေ့နိုင်တာတချို့အချစ်ဦးကြောင့်နာကျင်ခဲ့ရတဲ့အမှတ်တရတွေကိုမမေ့နိုင်တာအဲ့လိုမမေ့နိုင်တဲ့အမှတ်တရတွေကလည်းလူတစ်ယောက်နဲ့တွေ့တဲ့အခါမှာမေ့သွားတတ်ကြပါတယ်အဲ့ဒီလူကတော့သူတို့အသက်မကချစ်ရတဲ့အချစ်ဆုံးသူပါပဲတချို့သူတွေကဘာနဲ့မှကိုမထိုက်တန်တာတချို့သူတွေကယုံကြည်မှုနဲ့မထိုက်တန်ဘူးစေတနာနဲ့မထိုက်တန်ဘူးတီးခံမှုနဲ့မထိုက်တန်ဘူးမေတ္တာတရားနဲ့လည်းမထိုက်တန်ဘူးတချို့သူတွေကဘာနဲ့မှကိုမထိုက်တန်ဘူးဒီနေ့အတွက်ကောင်းတာတွေးမယ်ကောင်းတာလုပ်မယ်ပြဿနာကိုရင်ဆိုင်ကျော်လွှားမယ်အခုချိန်ထိရှင်သန်ခွင့်ရသေးတဲ့အတွက်ယောဂကြီးကိုကျေးဇူးတင်ပါတယ်